မင်္ဂလာပါရှင်။ The Hakha Time မြန်မာဘာသာစီစဉ်မှပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကတော့တိတိမျိုးနယ်မှာပါချင်းပြည်နယ်အတွင်းခရီးသွားလာခွင့်ပြုပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်။ COVID-19 ရောဂါကြောင့်ခရီးသွားလာခွင့်ကန့်သတ်ခဲ့ရမှယခုတိတိမျိုးနယ်မှာပါချင်းပြည်နယ်တွင်ခရီးသွားလာခွင့်ပြုပြီးဖြစ်ကြောင်းချင်းပြည်နယ်အစိုးရအဖွဲ့၏လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးဆွေတယောက်တံမှသိရှိရပါတယ်။ကလေးမန္တလေးနဲ့ရန်ကုန်မြို့တွေမှာလွတ်လွတ်လပ်လပ်ခရီးသွားလာခွင့်မရှိသေးပါဘူး။ချင်းပြည်နယ်အတွင်းမှာတော့တိတိမြို့နယ်မှာအပါတခြားဒေသတွေမှာသွားလာခွင့်ပြုထားပါတယ်။တိတိမြို့နယ်အတွင်းမှာခရီးသွားလာခွင့်မပြုဖို့ဇန်နဝါရီလ17ရက်နေ့ကပိနက်အစည်းအဝေးမှာဆုံးဖြတ်ထားပါတယ်လို့ဝန်ကြီးဦးဆွေထျောက်ကဟာခါထိုင်ကိုပြောပြခဲ့ပါတယ်။မြန်မာနိုင်ငံတပြည်လုံးတွေသာမကပဲချင်းပြည်နယ်တွင်လွတ်လွတ်လပ်လပ်ခရီးသွားလာခွင့်ကန့်သတ်ထားပြီးဖြစ်ပြီးခရီးသွားလာသူများကို quarantine ထားရှိထားတော့လဲ COVID-19 ရောဂါကူးစက်မှုပုံမှန်များပြားလာသည့်အတွက်ချင်းပြည်နယ်တိတိမြို့နယ်တွင်ခရီးသွားလာမှုကန့်သတ်နေဆဲဖြစ်ကြောင်းသိရှိရပါတယ်။ဆက်လက်ပြီးတော့ဖလန်းမြို့တွင်6အိမ်မီးလောင်မှုဖြစ်ပွားပြီးအမျိုးသမီး2ဦးသေဆုံးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်။ဇန်နဝါရီလ12ရက်နေ့နနက်4:10မိနစ်ခန့်တွင်ဖလန်းမြို့လမ်းစုံမှာလူနေအိမ်6ခုမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာအမျိုးသမီး2ဦးသေဆုံးကြောင်းသိရှိရပါတယ်။မီးကဘယ်ကနေစလောင်တယ်လဲလူဘလောက်ထိခိုက်ဒဏ်ရာရတယ်လဲဆိုတာကတော့စုံစမ်းနေဆဲပါ။အခုထိဆိုလို့ရှိရင်အသက်69နှစ်အရွယ်အမျိုးသမီး2ဦးနဲ့ပါစတာတာဝန်ထမ်းဆောင်ခဲ့သူအမျိုးသမီး2ဦးတို့မီးလောင်ကျွမ်းမှုမှာပါဝင်ခဲ့တယ်။မီးကဘလို့လောင်ကျွမ်းလဲဆိုတာကတော့စုံစမ်းနေပါတယ်။နနက်9နာရီခွဲမှာမီးငြိမ်းသက်နိုင်ခဲ့ပါတယ်လို့ဖလန်းခရိုင်မှုဦးကြားစုံမန်ကဟာခါထိုင်ကိုပြောပြခဲ့ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးဖလန်းမြို့နယ်မီးတပ်ရုံတာဝန်ရှိသူတွေကိုဖုန်းဖြင့်ဆက်သွယ်ခဲ့တော့လဲနာမကျန်းမှုကြောင့်မဆက်သွယ်နိုင်ခဲ့ပါဘူး။ချင်းပြည်နယ်အစိုးရအဖွဲ့မှမီးလောင်သည့်6အိမ်မိသားစုနဲ့မီးလောင်ရာတွင်တေဆုံးခဲ့တဲ့မိသားစုဝင်များကိုကျပ်ငွေ3သိန်းစီထောက်ပံ့ကူညီခဲ့ကြောင်းသိရှိရပါတယ်။2021ခုနှစ်ဇန်နဝါရီလအတွင်းချင်းပြည်နယ်တွင်မီးလောင်ကျွမ်းမှု2ကြိမ်ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ဇန်နဝါရီလ9ရက်နေ့၌ချင်းပြည်နယ်ဟာခမြို့မြို့သစ်ရပ်ကွက်တွင်မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ7 Star ဖနက်ဆိုင်ပိုင်ရှင်ဦးတန်းဝေလည်းတည်ဆုံခဲ့ကြောင်းသိရှိရပါတယ်။ထန်တလန်မြို့တွင် COVID-19 ရောဂါကူးစက်သူလူနာ2ဦးထပ်မံတွေ့ရှိရဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်။2021ခုနှစ်ဇန်နဝါရီလ17ရက်နေ့၌ထန်တလန်မြို့တွင် COVID-19 ရောဂါကူးစက်သူလူနာ2ဦးထပ်မံတွေ့ရှိကြောင်းသိရှိရပါတယ်။ယခုယောဂထပ်တွေ့တာကပြည်ပကနေတက်လာတဲ့သူဖြစ်တဲ့ကလေးမျိုးကနေအလုပ်ကိစ္စနဲ့ထန်တလန်မှာရောက်ရှိလာသူတဦးဖြစ်ပါတယ်။သူရောက်ချင်း facility quarantine မှာထားတဲ့ဒီမနက်မှာ quarantine ထားရှိသူ35ဦးကိုစစ်ဆေးခဲ့ရာသူတယောက်တည်းကိုတော့ယောဂတွေ့ရှိရဖြစ်ပါတယ်။ RTT စစ်ဆေးမှုလုပ်နေတဲ့ကျန်တဲ့34ဦးကို PCR နဲ့စစ်ဆေးမှုပြုလုပ်သွားဖို့ရှိတယ်လို့ထန်တလန်မြို့ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးတာဝန်ရှိသူစလိုင်းဆောင်းဘွိုကဟာခါထန်ကိုပြောပြခဲ့ပါတယ်။ထန်တလန်မြို့၌COVID-19 ရောဂါကူးစက်သူလူနာ3ဦးရှိပြီဖြစ်ရာထန်တလန်မြို့ပြည်သူ့ဆေးရုံတွင်ဆေးကုသမှုခံယူလျက်ရှိကြောင်းသိရှိရပါတယ်။ဆက်လက်ပြီးတော့ချင်းပြည်နယ်မြို့နယ်၈ခုတွင်မဲမတမာမှု3400ကျော်ရှိကြောင်းစစ်တပ်၏ထုတ်ပြန်ချက်တွေဖော်ပြထားတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်။ချင်းပြည်နယ်ဟာခါထန်တလန်မတူပီတီးတိန်ဖလန်းနဲ့တွန်းဆန်မြို့နယ်များ၌မဲမတမာမှု3450မဲရှိကြောင်းစစ်တပ်၏ထုတ်ပြန်ချက်တွေဖော်ပြထားပါတယ်။ဟာခါမြို့နယ်တွင်မဲမတမာမှု6945မဲထန်တလန်တွင်9968မဲမတူပီတွင်4684မဲတီးတိန်တွင်8430မဲဖလန်းတွင်3843မဲနှင့်တွန်းဆန်တွင်3382မဲရှိကြောင်းစစ်တပ်၏သတင်းပြန်ကြားရေးဌာနမှထုတ်ပြန်ထားပါတယ်။ဤကိစ္စနဲ့ပတ်သက်ပြီးချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏အတွင်းရေးမှူးဦးလင်းကျော်ကလူဦးရေစရေးအရာဖြစ်စေကွန်ပျူတာနဲ့မဲရိပ်တွက်တဲ့နေရာမှာဖြစ်စေအမှားယွင်းရှိနိုင်ပါတယ်။မဲထက်နေတဲ့ဟာတွေရှိပါတယ်။ဒါပေမဲ့မတမာမှုဖြစ်တယ်ဆိုတာကတော့မမှန်ကန်ပါဘူး။လူတအူးကနေမဲနှစ်ခါပေးဖို့စီစဉ်နေဆိုရင်မဲယုံတာဝန်ရှိသူတွေကခွင့်မပြုပါဘူး။
သက်ဆိုင်ရာလာဝကရုံးတွေမှာလည်းလူဦးရေစည်ရေးစစ်ဆေးထားပါတယ်အသက်18နှစ်မပြည့်သေးတဲ့သူတွေကမဲပေးတယ်ဆိုတာကလည်းမှတ်ပုံတင်ကိုင်ဆောင်ထားတဲ့အတွက်မဲပေးနိုင်တာဖြစ်ပါတယ်တကယ်လို့မှားယွင်းနေတယ်ဆိုလို့ရှိရင်ပုံစံစနစ်အရပြန်ပြုပြင်ခဲ့ပါတယ်မဲထက်နေတယ်ဆိုတာကတော့မတော်တဆဖြစ်တာပါမတမာမှုနဲ့လောက်တာတော့မဟုတ်ပါဘူးလို့ဟာခါထိုင်ကိုပြောပြခဲ့ပါတယ်ရွေးကောက်ပွဲမှာမဲစင်းရေးတွက်တဲ့အခါအားနည်းချက်တွေရှိနိုင်ပါတယ်ကျွန်တော်တို့ကလည်းအတက်နိုင်ဆုံးစူးစမ်းပြီးဆောင်ရွက်ခဲ့ပါတယ်မတမာမှုတွေရှိတယ်လို့မထင်ပါဘူးဘာဖြစ်လို့လဲဆိုတော့ရက်ကွက်တစ်ခုပြီးတစ်ခုမဲယုံတစ်ခုပြီးတစ်ခုစသဖြင့်စနစ်တကျဆောင်ရွက်ခဲ့လို့မဲထက်နေတယ်ဆိုတာကလည်းမဲယုံတစ်ခုလုံးမှာမဲထက်တာတွေမရှိခဲ့ဘူးလို့ယူဆပါတယ်မဲထက်တယ်ဆိုတာကတခြားဒေသကနေပြောင်းလာတဲ့သူတွေရဲ့မဲတွေဖြစ်နိုင်ပါတယ်ဒါပေမဲ့အဲ့ဒီစည်ရင်းတွေကထောက်ပြတာမရှိတော့ဒါကလည်းသိဖို့ခက်ခဲပါတယ်တခြားဒေသကိုပြောင်းသွားတဲ့သူရဲ့နာမည်စည်ရင်းကိုရခင်ကနေထိုင်ခဲ့တဲ့ဒေသကနေနာမည်စည်ရင်းမပယ်ဖြတ်သေးတဲ့စည်ရင်းတွေရှိနိုင်ပါတယ်ဒါပေမဲ့ဒါကမတမာမှုမဟုတ်ပါဘူးလို့ထန်တလန်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူးဦးခင်အောင်လင်းကပြောပြခဲ့ပါတယ်စစ်တပ်မှမဲမတမာမှုဖြစ်ကြောင်းဖော်ပြခဲ့သည့်အချက်တွေအသက်မပြည့်ဘူးမိဘနာမည်တူတီသူမိဘနာမည်တူရီဆိုတော့လဲနာမည်စရင်မှားယွင်းတဲ့သူအသက်မှားယွင်းတဲ့သူနဲ့မိဘနာမည်မှားယွင်းသူများဖြစ်ကြောင်းဖော်ပြထားပါတယ်လူကြီးမင်းတို့၏လုပ်ငန်းကြောင်းရာများကိုကြောင်ညာထည့်သွင်းလိုပါကThe Hakha Time မှာဈေးနှုန်းချိုသာစွာနဲ့လှုပ်ဆောင်ပေးနေပါတယ် The Hakha Time Facebook page နဲ့ YouTube channel တို့ကိုလည်း like follow share subscribe လုပ်ပေးဖို့လည်းတိုက်တွန်းလိုပါတယ်ကျွန်မချယ်ပါချင်းပြည်နယ်တွင် COVID-19 ရောဂါကူးစက်သူ336ဦးရှိနေပြီဖြစ်တဲ့သတင်းကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။2021ခုနှစ် January 17ရက်နေ့အထိချင်းပြည်နယ်တွင် COVID-19 ရောဂါတွေ့ရှိသူလူနာ336ဦးရှိနေပြီဖြစ်ကြောင်းသိရှိရပါတယ်ရှင်။2021ခုနှစ် January လ17ရက်နေ့တွင်ချင်းပြည်နယ်မှာ COVID-19 ရောဂါတွေ့ရှိသူ26ဦးရှိတယ်။ဒီတိမ်မြို့ပေါ်မှာလူ69ဦးရောဂါစစ်ဆေးရာကနေလူနာ22ဦးတွေ့ရတယ်။တွန်းဆောင်မြို့ကနေဒီတိမ်မြို့မှာစေကူတာမှုခံယူဖို့ရောက်လာတဲ့အမျိုးသမီးတဦးကိုစစ်ဆေးတဲ့အခါ COVID-19 ရောဂါတွေ့ရတယ်။ဖလမ်းမှာအလုပ်လုပ်ပြီးဒီတိမ်သွားတဲ့မိသားစုတွေကနေလူတဦးထံရောဂါတွေ့ရတယ်။ဒီတိမ်မြို့ quarantine ထားရှိတဲ့လူတဦးထံရောဂါထပ်မံတွေ့ရတယ်။အခုထိချင်းပြည်နယ်မှာရောဂါတွေ့ရှိသူ336ဦးရှိတယ်လို့ချင်းပြည်နယ်ကျန်းမာရေးဦးစီးဌာနကဖော်ပြထားပါတယ်။လက်ရှိမှာဒီတိမ်မြို့၌COVID-19 ရောဂါကူးစက်မှုမြန်ဆန်လာတဲ့အတွက်နာမကျန်းဖြစ်သူချောင်းဆိုးခြင်းအင်အားလျော့ကျခြင်းအသက်ရှူကျက်ခြင်းလေကြောင်းနာခြင်းဖြစ်လာပါကကျန်းမာရေးဌာနတို့အကြောင်းကြားရန်နဲ့စေကူတာမှုခံယူရန်ဖြစ်ကြောင်းတခြားနေရာမှာဒီတိမ်မျိုးတို့တွာလာခြင်းမပြုရန်ဒီတိမ်မျိုးမှအခြားဒေသတို့တွာလာသည့်ခီးသည်များမှာသက်ဆိုင်ရာတာဝန်ရှိသူများထံအကြောင်းကြားရန်နဲ့သက်ဆိုင်ရာမှထုတ်ပြန်သည့်ထုတ်ပြန်ချက်များကိုတိတိကျကျလိုက်နာရန်ကျန်းမာရေးဌာနကထုတ်ပြန်ထားပါတယ်ရှင်ဟာခါစီတာတက်ခုံများတွင်တနေ့လျင်အသားကောင်ကြီး17ကောင်လောက်ရောင်းဝယ်ပြုလုပ်နေကြကြောင်းသတင်းကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ဟာခါစီကွက်မှာတနေ့လျင်အသားကောင်ကြီး17ကောင်လောက်ရောင်းဝယ်ပြုလုပ်နေကြကြောင်း2021ခုနှစ် January လ12ရက်နေ့တာတက်သမားများထံမှသိရှိရပါတယ်ရှင်။ဤကြောင်းရာနဲ့ဆက်ဆက်ပြီးပြည်တော်သာမားကတ်အသားတက်ရုံများမှာလှုပ်ကိုင်နေသူဖူးတယ်ဟေးကတနေ့လျင်ကျွဲနွားဝက်နွနောက်အသားများကိုတကောင်စီတက်ဖြတ်ရပါတယ်။ဝက်အများစုကတော့ဟာခါမြို့ပေါ်ကဝယ်ယူထားခြင်းဖြစ်ပြီးကျွဲနွားနွနောက်များကိုတော့တခြားနေရာမှာဝယ်ယူရတာဖြစ်ပါတယ်ဝက်ကိုတော့ကျပ်3သိန်းနွားကို9သိန်းကျွဲ10သိန်းနွနောက်10သိန်းစသည်ဖြင့်ဝယ်ယူခဲ့ကြတာဖြစ်တယ်လို့ဒါဟာကထားမှုပြောပြခဲ့ပါတယ်တပိတ်တာကိုကျပ်1000ဖြင့်ရောင်းချပေးလက်ရှိပြီးမွေးမြူရေးလုပ်ငန်းသည်အသက်မွေးဝမ်းကြောင်းပြုရာတွင်များစွာအထောက်အကူပြုကြောင်းကိုလည်းထပ်မံပြောကြားခဲ့ပါတယ်ရှင်ကျမတို့ရဲ့The Hakha Timeမြန်မာဘာသာအစီအစဉ်ကိုဒီတင်ရနာခွင့်ပြုပါရှင်။ The Hakha Timeကိုကြည့်ရှုအားပေးနေတဲ့ပရိသတ်ကြီးများအားလုံးအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။ကျမ Esther ပါ။